ဆရာကပြောတယ်ဒီနေ့အိမ်စာကမင်းကြိုက်တဲ့နိုင်ငံတစ်ခုရွေးပြီးအဲ့ဒီနိုင်ငံကိုအတွင်းကြကြလေးလာပြီးသူတေသနအစီရင်ခံစာရေးရမယ်တဲ့အလံတွေတပုံကြီးမင်းတို့ကဒီလံတွေကဘယ်နိုင်ငံတွေလဲဆိုတာခွဲနိုင်လားဆရာကတငယ်ချင်းကာလမှာတော့ပြင်သစ်နိုင်ငံရဲ့အချစ်ဆက်လန်းဆန်ဆန်မျိုးကိုအိမ်မက်မက်ခဲ့တယ်လို့ပြောတယ်ဒိုယေမွန်ကအဲ့ဒါကြားတာနဲ့နိုင်ငံခြားခရီးသွားကိရိယာကိုထုတ်လိုက်တယ်အဲ့ဒီကိရိယာနဲ့ဂျပန်နိုင်ငံကနေမထွက်ဘဲနဲ့တခြားနိုင်ငံတွေရဲ့ယဉ်ကျေးမှုနဲ့အရာတွေကိုခန်းစားနိုင်တဲ့နိုဘီတာကလက်ကောက်ဝတ်ပေါ်မှာထားလိုက်တာနဲ့သူ့ခေါင်းပေါ်မှာအလံတစ်ခုပေါ်လာတယ်ဒိုယေမွန်ကလောကဘောလုံးကိုလှည့်ကြည့်လိုက်လို့ပြောတယ်နိုဘီတာလှည့်လိုက်တာနဲ့အဖြူရောင်အလံကအဲ့ဒီနိုင်ငံရဲ့အလံအဖြစ်ပြောင်းသွားတယ်ဒီမှာကနေမင်းကြိုက်တဲ့နိုင်ငံကိုရွေးလိုက်ရုံပဲနောက်ဆုံးမှာနိုဘီတာကပြင်သစ်ကိုရွေးလိုက်တယ်အဲ့ဒီအချိန်မှာပဲအလံကနိုင်ငံခြားဘာသာနဲ့စကားပြောလိုက်တာကြောင့်နိုဘီတာကလန်လန်ထိတ်ထိတ်ဖြစ်သွားတယ်ဒိုယေမွန်နားထောင်ပြီးတော့ဒါဒက်ဘာသာဆိုတာသိလိုက်တယ်နောက်မှနိုဘီတာကနယ်သာလန်နဲ့ပြင်သစ်အလံတွေကိုမှားယွင်းပြီးရွေးထားတာသိလာတယ်အမှန်တကယ်လဲအလံတစ်ခုကတော်တော်ဆင်တူတယ်ခုနကပြောလိုက်တဲ့ဒက်ဘာသာစကားကမင်္ဂလာပါမင်းရွေးပြီးပြီလို့အတိတ်ပဲရတယ်သူတို့ကဒက်လူကိုလိုက်နာဖို့ဆုံးဖြတ်လိုက်တယ်အလံကလေထဲမှာလွင့်လာပြီးနိုဘီတာကိုလည်းဆွဲခေါ်သွားတယ်အလံကအပေါ်ထပ်မှာဒက်အနက်ရှိတယ်လို့ခန်းစားရပြီးနိုဘီတာကိုသူ့အိတ်စီကိုဆွဲခေါ်သွားတယ်အထဲကကြည့်လိုက်တော့ backpack ဆိုတဲ့စကားလုံးကဒက်ကနေဆင်းသက်လာတာဖြစ်ပြီးဒီဇိုင်းလဲဒက်ကနေစတင်လာတာဆိုတာသိလာတယ်အခုတော့နိုင်ငံခြားသွားစရာမလိုပဲအိမ်စာကိုလွယ်လွယ်ကူကူပြီးမြောက်နိုင်ပြီလို့နိုဘီတာထင်လာတယ်နောက်ထပ်လှည့်လဲကြည့်ပြီးနောက်နိုဘီတာကပြင်သစ်ကိုထပ်ဆန်းကျင်တယ်သူ့ကောင်းပေါ်ကအလံကပြင်သစ်အလံအဖြစ်ပြောင်းသွားတယ်အလံကပြင်သစ်အနံ့ကိုခန်းစားပြီးကစားစရာတပုံစီကိုဆွဲခေါ်သွားတယ်အဲ့ဒီကစားစရာတွေကတကယ်တော့ပြင်သစ်ကစတင်လာတဲ့အရာတွေဖြစ်တာသိလာတယ်ဒိုယေမွန်ကမြင်မြင်ရေးမှတ်လိုက်တယ်နောက်တော့နိုဘီတာမီကအပြင်လုံးတစ်ခုသွားလောက်ခိုင်းလို့သူတို့လမ်းပေါ်ထွက်သွားတယ်ဒိုယေမွန်ကအလုံးနဲ့အိမ်စာကိုတပြိုင်တည်းလုပ်လို့ရတယ်လို့ပြောတယ်အဲ့ဒီအချိန်မှာအလံကပြင်သစ်ကိုထပ်မံခန်းစားပြီးသူတို့ကိုအသားဆိုင်တစ်ဆိုင်စီကိုခေါ်သွားတယ်သူတို့လုံးဝမရှင်းလင်းနိုင်ဘူးနောက်တော့ကရိယာကခရက်ခွက်စာကိုညွှန်ပြတယ်အဲ့ဒီဟာလဲပြင်သစ်ကလာတာပဲနိုဘီတာကဒါဆိုကျွန်တော်တို့နိုင်ငံကဘာရီတီထွင်ထားတာလဲလို့မနေနိုင်ပဲမေးတယ်ဒိုယေမွန်ကဒီလိုပဲဆက်သွားရင်အိမ်စာကိုမကြခင်ပြီးသွားမယ်လို့ပြောတယ်ဒါပေမဲ့နိုဘီတာကအလုံလောက်မနဲ့နေသေးဘူးလို့ခန်းစားတယ်။ဒါကြောင့်ဒိုယေမွန်ကအတွေ့အကြုံကိုပိုပြီးပြည့်စုံစေဖို့အလံကိုအင်အားမြင့်ခိုင်းလိုက်တယ်။အဖြူရောင်လင်းတောက်လာပြီးမြို့တစ်ခုလုံးပြင်သစ်နိုင်ငံပါရီမြို့လိုဖြစ်သွားတယ်။နိုဘီတာကောင်းပေါ်ကအလံလဲပိုကြီးလာတယ်။သူတို့ကကြီးမားတဲ့အဆောက်အဦတစ်ခုစီသွားတယ်။အလံကဒီနေရာဟာတမိုင်းဝင်စာကြီးတိုက်လို့ပြောတယ်။နိုဘီတာကရှီဇူကာနဲ့ဒက်ကီဆူကီကိုပြင်သစ်ဘာသာနဲ့နှုတ်ဆက်နေတာတွေ့လိုက်တယ်။နိုဘီတာကလန့်ပြီးမမှန်ကန်တဲ့ပြင်သစ်စကားတွေပြန်ပြောလိုက်တယ်ဒိုယေမွန်ကမကြည့်နိုင်တော့ဘူးဂျပန်လိုပဲပြောပါလို့ပြောလိုက်တယ်ရှီဇူကာကမင်းကောင်းပေါ်မှာပြင်သစ်အလံဘာလို့ရှိတာလဲလို့မေးတယ်နိုဘီတာကကရိယာအကြောင်းကိုရှင်းပြပြီးဒီနေ့မသွားဘဲနဲ့နိုင်ငံမျိုးမျိုးကိုခန်းစားနိုင်တယ်လို့ပြောတယ်ဒါပေမဲ့သူမသိတာကဂျိုင်းယန်ကအနားမှာလှုပ်ဝက်နေပြီးဆူနီယိုကအားလုံးကိုကြားနေပြီးဂျိုင်းယန်ကနိုင်ငံမျိုးမျိုးကိုနီးကပ်စွာကြည့်နိုင်နေဆိုတာကြားတာနဲ့ချက်ချင်းစမ်းကျင်လာတယ်ဒက်ကီဆူကီနဲ့ရှီဇူကာကလက်မောင်းပြီးနှုတ်ဆက်သွားတယ်။အဲ့ဒီအချိန်မှာပဲနိုဘီတာမမြင်လိုက်ခင်ဂျိုင်းယန်ကနောက်ကနေပေါ်လာပြီးဆူနီယိုကကရိယာကိုလူယူပြီးပြေးသွားတယ်။ဂျိုင်းယန်ကလောကဘောလုံးကိုယူပြီးလက်ပေါ်တင်ကပြေးသွားတယ်။သူတို့ကနိုဘီတာနဲ့ဒိုယေမွန်ကိုလှုပ်လှုပ်ရှားရှားလှုပ်ခါပြီးထွက်ပြေးသွားတယ်။သူတို့က Eiffel Tower စီရောက်ပြီးလှလှပပဆိုပြီးអော်တယ်။ဒါပေမဲ့တကယ်တော့သူတို့ရှိမှရှိတာကလျှက်စစ်ဂျိုးတန်းတစ်ခုပဲဂျိုင်းယန်ကမပြောဘူးလို့ပြောပြီးလောကဘောလုံးကိုအမြန်လှည့်လိုက်တယ်။အဖြူရောင်အလင်းတောက်လာပြီးကဘာလက်ခရီးစတင်သွားတယ်ဂျိုင်းယန်ကအရန်ပျော်နေတယ်ဒါပေမဲ့ဆူနီယိုကမကောင်းတဲ့ခံစားချက်ရနေတယ်ပထမဆုံးသူတို့ရောက်သွားတာကအာဖရိကမြောက်ပိုင်းမော်ရိုကိုနိုင်ငံဖြစ်ပြီးကမ္ဘာအကြီးဆုံးသဲကန်နာရဆာဟာရာရှိတယ်အဲ့ဒီသဲကန်နာရကစတုရန်ကီလိုမီတာကို32တန်းရှိပြီးဂျပန်နိုင်ငံ24ခုလောက်အရွယ်ရှိတယ်နောက်တစ်နေရာကဘရာဇီးနိုင်ငံဖြစ်ပြီးအမေဇုံတောထဲမှာငွေကြီးတွေ6မီတာအထိကြီးထွားနိုင်တယ်တကယ်တော့သူတို့မြင်နေတာကကျိုးတွေရောရှက်နေတဲ့အရာပဲနောက်တော့ပင်ခွေမိခင်နဲ့ကလေးကိုမြင်ပြီးအနာတိကတိုက်ကိုရောက်သွားတယ်။အဲ့ဒီနေရာကဘယ်နိုင်ငံမှမပိုင်ဘူး။အရန်အေးလို့တုံနေကြတယ်။ဒါပေမဲ့တကယ်တော့သူတို့မြင်တဲ့ပင်ခွေတွေကဈေးဆိုင်ပိုင်ရှင်နဲ့သူ့ခွေးလေးပဲဂျိုင်းယန်ကမခံနိုင်တော့ဘူး။အလံကိုဖြုတ်ပြီးရက်တန့်ကျင်နေဒါပေမဲ့တက်လှည့်ပြီးမှပဲရက်နိုင်မယ်လို့ပြောတယ်။နောက်တော့ကင်ညာနိုင်ငံမြေပြန့်တွင်ဆင်းသက်တဲ့အကြီးမားတဲ့အဖာတကောင်သူတို့နောက်ကနေထလာတဲ့ဖူတွေဟာကြီးမားပေမဲ့တနာရီ30ကီလိုမီတာနဲ့ပြေးနိုင်တယ်တကယ်တော့အဲ့ဒါကဂျာအီကိုအမေဖြစ်ပြီးငါ့ကိုဟစ်ဖို့လို့ခေါ်တာဘာလို့လဲလို့អော်တယ်နေဝင်ချိန်မှာဂျိုင်းယန်နဲ့ဆူနီယိုနှစ်ယောက်လုံးအိမ်ကိုပြန်ရောက်လာပြီးပင်ပန်းလွန်းနေတယ်အဲ့ဒီအချိန်မှာထန်ညုကကြီးတကောင်ပြေးလာတယ်ဆူနီယိုကကြောက်ပြီးអော်တယ်ဒါပေမဲ့ဂျိုင်းယန်ကမကြောက်ဘူးဒါကတေးသေးလေးပဲငွေနဲ့ဟစ်ဖို့နဲ့နှိုင်းရင်ဘာမှမဟုတ်ဘူးလို့ပြောတယ်ဒိုယေမွန်ကစိတ်ဆိုးပြီးမင်းကပဲထန်ညုကမဟုတ်လားမင်းအိမ်သားတွေလည်းထန်ညုကပဲလို့ပြောတယ်ခရီးလှည့်ပြီးနောက်ဂျိုင်းယန်ကအိမ်ကအကောင်းဆုံးနေရာဆိုတာသိလာတယ်မင်းမှာဒီလိုနိုင်ငံခြားခရီးသွားကြရရှိရင်ဘယ်နိုင်ငံကိုစမ်းကြည့်ချင်လဲဘာတွေလုပ်ချင်လဲ